ဒါတော့ညကဖန်ထားတဲ့ငါးလေးတွေကိုချက်ပြီးတော့ထမင်းရမ်းမြေတဲ့နေ့လေးပါငါးတွေပစုံတွေကတော့အရန်ကိုလက်ဆက်လို့တော်တော်လေးကိုစားလို့ကောင်းပါတယ်ခုလိုမျိုးညနေခင်းပဲဆိုရင်တော့အရန်ကိုလာတယ်ပေါ့နော်ပန်းဝကျန်လည်းတိတ်တိတ်ဆိတ်ဆိတ်နဲ့ကြဲတန်နေခွေးတန်နေပဲကြားရတယ်ပေါ့နော်ဒါလေးကငွတိုးဝိုင်းဒါတော့မနေ့ကဗီဒီယိုမှာပပပြထားတဲ့ငတိုးဝိုင်းလေးတွေပေါ့နော်ဒီငါကတော့တော်တော်လေးကိုစားလို့ကောင်းတယ်သူ့ရဲ့အသားလေးကနူးညံ့ပြီးတော့လေချက်ဆိုင်တော်တော်လေးကိုစားလို့ကောင်းပါနဲ့ဒါတော့ငါးကင်နေတာပေါ့နော်သူ့ရဲ့အရေခွန်ပပလေးတော့ရှိရပေါ့နော်ဒီငါးလေးကဒီငါကတော့စားလို့ကောင်းသလားအစိတ်လည်းရှိရပေါ့နော်သူ့ကြောပွားရိုးကစုရင်အရန်နာတယ်ပေါ့နော်ဒီရေကြချိန်တက်ချိန်ဆိုရင်ပို့ပြီးတော့နာပါတယ်ဒီငါးလေးတွေကတော့ပပမနေ့ကလှုပ်ပြထားတဲ့ငါ6လေးတွေပေါ့နော်ဒီကပ်ဘလူးငါးလေးတွေပေါ့နော်ဒါကတော့ကြော်မှာပဲဖြစ်ပါတယ်ဒီငါးလည်းတော်တော်လေးကိုစားလို့ကောင်းတယ်ဒီဘက်ငါးတွေကလက်လို့လားမသိဘူးပေါ့နော်အရင်စားလို့ကောင်းပါတယ်အကြည့်ခွန်လေးတွေချစ်ပြီးတော့ခေါင်းလေးတွေကိုဖယ်လိုက်ရုံပဲပေါ့နော်သူရဲ့ထက်အဥကလီစာလေးတွေကအကုန်စားလို့ရပါတယ်ကပ်ပလူငါးလေးတွေကိုကြော်ဖို့အတွက်စားရဲစနွင်းမုတ်ရဲအချုံမုတ်ရဲထည့်ပြီးတော့နေလိုက်မယ်ပေါ့နော်ပပဟိုနေ့ကပြထားတဲ့ငါ6ဆိုရင်တော်တော်လေးကိုစားလို့ကောင်းတယ်ဒီငါစားလဲအရင်မငန်တော့လေဒီထမင်းကြော်နေပဲစားသူကောင်းချင်းပေါင်းနေပဲစားပေါ့နော်အရင်ကိုလိုက်ဖက်ပါတယ်ဒါတော့ပပအတော်ချက်ပေးနေတာပေါ့နော်ချက်ပေးတာကိုရိုက်ပြပေးထားတာပဲဖြစ်ပါတယ်ဒီငတိုးဝိုင်းကိုကြတော့ချက်မှာပေါ့နော်ဒီငတိုးဝိုင်းကြတော့ပပတခြားနေရာမှာတော့မတွေ့ဘူးနော်ဒီပင်လယ်ဘက်မှာပဲတွေ့တယ်သူကအရန်စားလို့ကောင်းတယ်ရွာဘက်မှာသွားရောင်းရင်လည်းအရန်ရောင်းကောင်းတယ်ပေါ့နော်တော်တော်များများကြိုက်ကြတယ်ဒီငါ့ကိုစီတက်ဖို့အတွဲငရုတ်ဒီခွဲချမုတ်ရဲ့ကြက်တူဖြူနီရဲ့ကိုထောင်းမယ်ပေါ့နော်ပပတို့ပုံမှန်ဆိုရင်ဟင်းချက်ရဲ့အယောင်တင်မုတ်သုံးတယ်ပေါ့နော်ဒီဘက်မှာကတော့အယောင်တင်မုတ်စားတီလို့ငရုတ်ဒီမုတ်လေးတွေကိုထောင်းပြီးတော့သုံးတယ်ပေါ့နော်ဒီပုံမှန်အယောင်တင်မုတ်ထက်လဲအယောင်ကပူလာနေရဲနေရပဲပေါ့နော်ထောင်းထားတဲ့ကြက်တူဖြူနီငရုတ်ဒီမုတ်တွေကိုစီတက်ပေးလိုက်မယ်ပေါ့နော်ပြီးတော့ခုနတေချာစေကြောတန်းစီထားတဲ့ငတိုးဝိုင်းလေးတွေကိုထည့်လိုက်ပါမယ်ဒီငါးနာမည်ကတော့နေရာဒေသပုံမူတည်ပြီးတော့ခေါ်တဲ့နာမည်အမျိုးမျိုးရှိရပေါ့နော်ဒီဘက်မှာကတော့ငတိုးဝိုင်းလို့လည်းခေါ်ကြပါတယ်ရေလေးတရေထည့်ပြီးတော့မြကြီးရေလေးထည့်လိုက်ပါမယ်အရသာအတွက်စားရဲချုံမုတ်ရဲထည့်ပြီးတော့ကြက်ခန်းနှင်းကြရင်နန်နန်ပေလေးအပေါ်ကနေအုပ်လိုက်မယ်ပေါ့နော်ပြီးရင်တော့အပေါ်ကနေမဆလာလေးအုပ်လိုက်မယ်ဆိုရင်တော့အရန်ကိုစားလို့ကောင်းတဲ့ငါးဟင်းလေးရပါပြီပေါ်တော့အရန်ကိုကြိုက်ပါတယ်ကဲခုနချက်ထားတဲ့ဟင်းတွေတော့အစုံရပြီပေါ့နော်ဒီမှာဒါကြတော့ငါးကြော်ရဲဒါကြတော့ပဇွန်ကြော်ရဲပြီးတော့ဒါကြတော့ငါးချက်ငါးကိုချက်ထားတာပေါ့နော်ပြီးတော့ဒါလေးကကြတော့ငါ့ကိုဟင်းကျူလောက်ထားတာဒီမှာငါရပေါ်တော့ငါ့ကိုဟင်းကျူလဲငါနဲ့လောက်တာပေါ့နော်ပြီးတော့ဒီမှာဒါကြတော့မနေ့တော့ငါ့ကိုချင်ပေါင်နဲ့ချက်ထားတာအရင်စားလို့ကောင်းတယ်တမင်ကတော့လုံးဝမြိန်တာပဲပေါ့နော်စားပါတော့မယ်စားကြပါဦးခင်ဗျာမေကလည်းငါရမ်းကြိုက်တော့ကွက်တိပဲဘယ်မှာဒီငါအရင်စားကောင်းတယ်ခုနကတော့ချက်ပြရပါတော့တန်နူးအီးပြီးတော့တော်တော်လေးကိုစားလို့ကောင်းတယ်ပေါ့နော်ငါရေပြီးတော့ဒီမှာဒါတူစီယာလေးလည်းပါသေးတယ်ပစုံပြီးတော့ဒါငါဟင်းကျူလေး
ပြီးချက်ငါပြီးချက် ဘာမရှိတော့ အားလေ အော်မေမနော်အေးအော်မေအော်မေမ နောက်ဆုံး အော်မေအဲ့လေပြီးကွာလေပြီး ခွာလို့လည်းကြာ ကွာလေပြီး ကိုမင်းကြာ နေအော်မေ ပါလို့ဘူးလား กู နောက်တစ်ခါ ဟဲ့အလိုက်ရပစ ဒါပါလေဒါပါချက်လေ တဲ့လေပြီးကြတယ် ပဇွန်လေးစားကြည့်မလားအဆက်စားနိုင်လား စားနိုင်စားတယ် မစားသေးဘူး ပစံ တာဟိုဘွားကြီးတဲ့ ကြားလိုက်အောင်ငါကြော်ဒါကြတော့ငါကြော် ဟင်းညိုမင်းရ ခင်းကျော်ကဘာနဲ့ချက်ထားရလဲကြော် ဒါလေးဟင်းညိုနော်အကောင်ဝေးရအကောင် ဝင်းနေနောက်ဆုံးဟိုမှာဟိုဘွားကိုကွင်းပတ်ဖို့